ရောမဲ့ကြပြလေးရတော့ထာဝရအချစ်လို့ကျွန်တော်ပေးနေမှာဗျခဲအဲ့တော့ဒီကြပြလေးကဘယ်သူမှတော့နေမဖြစ်ဘူးเนาะကျွန်တော်လိုက်ဖက်မဲ့မြန်မာဆက်ဆံတရုပ်ဆောင်လေးကိုကျွန်တော်တွဲပေးထားတယ်အဲ့တော့ကျွန်တော်အဲ့ဒီတရုပ်ဆောင်လေးနဲ့တူကျွန်တော်ပြောပြပေးသွားမယ်ဒီကြပြလေးကိုစအဆုံးဒီလိုလိုက်ကြည့်ကြရနော်နှလုံးသားထဲမှာထာဝရရှင်သန်နေတဲ့ချစ်တစ်ခုရှိအဲ့ဒါမင်းပါမင်းရဲ့အကျုံးတွေကြောင့်လောကကြီးကပူပြီးလက်ပါအမြတ်တာတွေကကျွန်တော်ပြည့်စုံမင်းနဲ့အတူရှိနေတဲ့အချိန်တန်ဖိုးရှိပါမင်းရဲ့အချစ်တွေကကျွန်တော်ကိုအမြဲတမ်းပျော်ရွှင်စေမင်းကကျွန်တော်ရဲ့တူတီတော့ချစ်တယ်မင်းမရှိရင်ဘဝကအိဗယ်မရှိဘူးလို့ပြောပြရစေကျွန်တော်အနေနဲ့ဒီထက်ကောင်းတဲ့ကြပြလေးတွေနဲ့ဆက်ပြီးတော့လာမှာမဟုတ်လို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးမြေတားရက်ခံပါခင်ဗျာ